ဒီလိုကလမ်းမေးမှာရှိတဲ့တံပိုင်လုံးတစ်ခုကိုဘာရဲမဟုတ်ပဲထိလိုက်မိယုံပဲရှိသေးတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီတံပိုင်လုံးကချက်ချင်းကိုအေးပြောကျသွားပါတော့တယ်သူဘာမှမတီးခင်မှာပဲအမြင့်10မီတာပေ3ပေကျော်လောက်ရှိတဲ့တံမောင်ကြီးတစ်ခုလုံးကဒုံကနေပြိုကျသွားကြပါတယ်ဒီလိုရုတ်ကရချင်းနေမွေးကြောက်သူဘာလို့မှမတီးအကြီးကျယ်စိုးရင်ပူပန်သွားခဲ့ရပါတယ်သူကအကူကြီးတောင်းကိုကြိုးစားခဲ့ပေမဲ့သူအနာကိုဘသူကားမှရဲရဲတင်းတင်းချင်းကပ်ဖို့မဝင့်ရဲခဲ့ကြပါဘူးဒီချိန်မှာပဲရဲကားမြတ်ဟာအလင်းမြန်ရုပ်ရှိလာခဲ့ပြီးရဲတွေဟာသူ့ကိုတနတ်နဲ့ချိန်ထားပြီးလက်နှစ်ဖက်လုံးကိုခေါင်းပေါ်မြောက်ဘေးကကားပေါ်တင်ဖို့အမိန့်ပေးခဲ့ပါတယ်အသက်ရှင်ဖို့အတွက်သူလဲရဲများပြောတဲ့အတိုင်းအမိန့်နာခံစွာပြုလုပ်လိုက်ရပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကတော့သူ့ရဲ့လက်ခါကားကိုထိလိုက်ယုံလိရှိပါသေးတယ်ရုတ်တရက်ရဲတွေရဲ့တနတ်တွေနဲ့သူ့ရှေ့ကကားတို့ဟာအေးပြောကျသွားပါတော့တယ်သူ့ကိုပြစ်ဖို့ချိန်ရွယ်ထားတဲ့ရဲသားတွေအားလုံးဟာမြေပြင်ပေါ်ကိုလဲကျသွားတာကိုတွေးလိုက်တဲ့အခါမှာတော့သူကအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးလိုက်ပါတော့တယ်သူကအလင်းအမြန်ပြေးလွှားပြီးတစ်တာအဟောင်းနဲ့တော့မှပုံခုန်နေခဲ့ပြီးမဲ့မကြခင်မှာပဲရဲတွေရဲ့အဖမ်းကိုခံရတော့မယ့်အခြေအနေကိုရောက်ရှိခဲ့ပါတယ်ဒီလိုအရေးကြီးတဲ့အချိန်အတိအကျမှာပဲလျှို့ဝှက်ဆန်းကျယ်တဲ့စွမ်းအားတစ်ခုရောက်ရှိလာခဲ့ပါတယ်အဲ့ဒါကတော့ Shields လို့ခေါ်တဲ့လျှို့ဝှက်အဖွဲ့အစည်းကစေလွတ်လိုက်တဲ့ agent တွေပဲဖြစ်ပါတယ်သူတို့ကဒီလူကိုကဲဆဲဖို့ရောက်ရှိလာတာပါ agent တစ်ခုကမြေပြင်ပေါ်မှာကိရိယာငယ်တစ်ခုကိုချလိုက်တဲ့အခါမှာပဲပြန်တန်းနိုင်တဲ့အခန်းငယ်ရုတ်တရက်ဆင်းသက်လာခဲ့ပါတယ် agent တွေကထိုလူကိုအလင်းအမြန်တွန်းပို့ပြီးအခန်းငယ်ထဲထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့သူက Shields ရဲ့ဌာနချုပ်စီကိုလုံလုံချုံချုံနဲ့ပြန်လည်လောက်ရှိသွားခဲ့ပါတော့တယ်